Hello, good morning. ခဏနေဧည့်တယ်လာတော့မှာဆိုတော့အဲရကုန်ဖွင့်ထားပြပါဆိုဒီအပေါ်ဆုံးထက်ကတအားပူလေတအားပူတဲ့တက်မှာအဲရကုန်ဖွင့်ထားပြခဏနေဧည့်တယ်အရန်ပူတယ်ဘာဖြစ်တယ်ပြောနေမှာဆိုလို့ဟိုတစ်ခါလည်းဧည့်တယ်လို့ပဲအပေါ်ဆုံးထက်မှာငှားပြီးမှအရန်ပူလို့ဆိုမှမယူပဲနဲ့မနေပဲနဲ့ပြန်သွားOkay, look likeဒီလေးနှစ်ပူဒီရပေးပါတယ်လို့ဒါတော့ TV ပေါ့နော်ဒါတန်ရှည်လုပ်တဲ့ဟာတန်ရှည်လုပ်ဆရာမလို့ဒီနေ့မှတက်လာတယ်ဆိုတော့နေအိတ်ပေါ့ဧည့်သည်ရဲ့အိတ်ပေါ့နော်ဒီလိုပါပဲလို့အခန်းလေးကတော့ခဏနေဧည့်သည်လာတော့မှဆိုတော့တအားပူလို့အပေါ်ဆုံးထပ်ဆိုတည့်ရဲ့အတိုင်းပဲတငယ်ချင်းတို့ရေအရန်ပူတာတအားပူဒါတော့အိမ်နာလေးပေါ့နော်မနေ့ကမှတေးချတက်ချူစီချောထားပေးထားတယ်လို့ဒါလေးကတော့ကြက်အေးကျမဖြစ်ပါတယ်လို့ကျမဖြစ်တယ်ရှေ့ကိုလုတ်ထားပေးတာပါတော့ဒါတော့တီရှူထဲတဲ့ဘူးလေးပါတော့ငါတော့အမိုက်ပုံးလေးထားပေးပါမယ်နော်โอเคဘိုင်ဘိုင်ကို24တောင်ဖွင့်ထားပေးထားတယ်အေးလာမီလာတော့ကြည့်လာအေးတော့မတည်ဘူးအဲ့တဲ့အေးတော့မတည်ကျမတို့အေးမြနေပါအေးလိုက်တာရှယ်